နေတိုင်းလုပ်နေကြအသေးအဖွဲလေးတွေလို့ထင်ရတဲ့အရာတွေနဲ့ဘဝမှာအကြီးမားဆုံးအောင်မြင်မှုတွေကိုတကယ်ပဲဖန်တီးနိုင်လားဒီမေခွန်းရဲ့အဖြေကိုလေ James Clear ရဲ့နာမည်ကြီးစာအုပ် Atomic Habits ထဲမှာအတူတူရှာကြည့်ကြရအောင်ဆိုတော့အချိန်ကြာလာတဲ့အခါမှာတေးသေးလေးနဲ့မှန်မှန်လှုပ်သွားတဲ့အားထုတ်မှုတွေကနေမယုံနိုင်စရာရလက်တွေဘယ်လိုဖြစ်လာလဲဆိုတာကိုကြည့်လိုက်ကြစို့ဒီစကားတော်တော်လေးအားရှိစရာကောင်းတယ်နော်နာမည်ကြီး San Antonio Spurs အတင်းကတော့သူတို့ရဲ့စောင်းဖို့လို့တုံးခဲ့တာဒါကဘာကိုသတိပေးနေတာလဲဆိုတော့ကြီးမားတဲ့အောင်မြင်မှုတွေဆိုတာတစ်ချက်တည်းနဲ့ရလာတာမျိုးမဟုတ်ဘူးမမြင်ရတဲ့တင်းငယ်ပြီးဇွဲကောင်းကောင်းနဲ့လုပ်ခဲ့တဲ့အားထုတ်မှုတွေအများကြီးရဲ့ရလက်ဖြစ်တယ်ဆိုတာပါပဲကိုဖြစ်ချင်တဲ့ကြီးမားတဲ့ပန်းတိုင်တစ်ခုဖို့စဉ်းစားကြည့်လိုက်လေအဲ့ဒီကိုရောက်ဖို့ယူဖချက်ကဒါပဲပေါ့ဟုတ်ပြီဒါဆိုရင်အဲ့ဒီတေးသေးလေးတွေကနေကြီးမားတဲ့အကြောင်းလဲကြီးထုကိုဘယ်လိုခစ်ဖော်စေရလဲ James Clear ကဒါကိုရှင်းပြဖို့တော်တော်ကောင်းတဲ့ဥပမာတစ်ခုပေးထားတယ်အဲ့ဒါကတော့အရေးပြောနေတဲ့ရေခဲတုံးဥပမာပဲကဲချိလိုက်ကြရအောင်အခန်းအပူချိန်ကတခေပြေးတက်လာပြီဒါပေမဲ့ရေခဲတုံးကတော့အရင်အတိုင်းပဲဘာမှမပြောင်းလဲသေးဘူးဒါကလေစူးစမ်းနေပြီမဲ့ဘာမှဖြစ်မလာသေးဘူးလို့ခန်းစားနေရတဲ့စစ်ပစ်စရာကောင်းတဲ့အချိန်မျိုးနဲ့တော်တော်တူတယ်မဟုတ်လားအားလုံးလည်းကြုံဘူးကြမှာပါဒီမှာမှအရာအလုံးကပြောင်းလဲသွားတာတိုးတက်မှုဆိုတာမြင်းဖြောင်းအတိုင်းတက်သွားတာမျိုးမှမဟုတ်တာတကယ်အကြီးမားဆုံးရလက်တွေကလည်းဘာမှမထူးလို့ထင်ကြရတဲ့အချိန်ဒီအကြာရင်တော့မှရုတ်တရက်ဆိုတို့ပေါ်လာတတ်တာမျိုးပါဟုတ်ပြီဒီမှာတော်တော်လေးအန်အောစရာကောင်းလဲကနန်းတစ်ခုရှိရဲ့တရက်ကို100ခိုင်နှုန်းလေးပဲမြိုင်းမလို့ဘူးနော်100ခိုင်နှုန်းလေးပဲပိုးကောင်းအောင်လှုပ်သွားကြည့်လိုက်တနစ်ပြည့်တဲ့အခါဘာဖြစ်သွားမလဲဒီလား30ခွန်စပိုးကောင်းလာမှာ30ခွန်စတော့နော်ဒါကရိုးရိုးကြိုးတက်မှုလို့တော့ပြောလို့မရတော့ဘူးဒါကမှတကယ်အတွန်းမဲ့ habits တွေရဲ့ပောက်ခွဲထွက်တဲ့စွမ်းအားဆိုတာပဲစဉ်းစားကြည့်လေဘာသာစကားအသက်တစ်ခုသင်တာပဲဖြစ်ဖြစ်ကျမ်းမာရေးပိုကောင်းလာတာပဲဖြစ်ဖြစ်ဒီလိုတိုးတက်မှုမျိုးကဘလောက်တောင်ကြီးမားလိုက်မလဲကဲတင်းခဲ့တဲ့အလေးချင်းတွေကဘာလို့ဒီလောက်တောင်အစွမ်းထက်ရတယ်လဲဆိုတာကိုတော့အခုကျွန်တော်တို့သဘောပေါက်လောက်ပြီဒါပေမဲ့သူတို့ကတကယ်တမ်းရောဘလို့အလုပ်လုပ်တာလဲကျွန်တော်တို့ရဲ့အလေးချင်းတိုင်းကိုနောက်ွယ်ကနေမောင်းနေတဲ့လွတ်အပဲချက်ကိုအတူတူလေးလျောက်ကြည့်ကြရအောင်ကျွန်တော်တို့ရဲ့အလေးအကျင့်တိုင်းကောင်းတာရောဆိုတာရောအားလုံးကလေဒီရိုးရှင်းတဲ့အဆင့်လေးဆင့်ပုံစံတိုင်းပဲတွားနေတာပါဒါကိုအုံနောက်ထဲမှာအမြဲတမ်းလဲပတ်နေပြီးကိုယ့်ရဲ့လောက်ရတိုင်းကိုပုံဖော်ပေးနေတဲ့တန်တရားတစ်ခုလို့မြင်ကြည့်လိုက်ပါဒါမျိုးအားလုံးလည်းဖြစ်ဖူးကြမှာပါဟုတ်တယ်မလားဒီဥပမာကိုကြည့်တိုင်းရင်အဲ့ဒီအဆင့်လေးဆင့်ကနေ့စဉ်ဘဝထဲမှာဘယ်လိုတော့အလို့အလျောက်အလိုလိုနေလဲဆိုတာရှင်းသွားတယ်ဒီပုံစံကိုသတိထားမိလိုက်တာနဲ့အပြောင်းလဲလို့ဖို့ပထမဆုံးခြေလန့်ကိုစလိုက်တာနဲ့အတူတူပါပဲကဲလက်တွေ့ကြတဲ့နီးလန်းကောင်းတဲ့ကြမှာအစင်တင်ဖြစ်ပြီလားပထမဆုံးနီးယူဟာကတော့ကိုယ့်ပတ်ဝန်းကျင်ရဲ့သားကောင်အဖြစ်ကနေပုံဖော်သူအဖြစ်ပြောင်းလဲပြဖို့ပါပဲအလေးအကျင့်ကောင်းတွေကိုအားမဆက်ရပဲအလိုလိုလုတ်ခစ်သွားအောင်ပုံဖော်ရမှာပါဒီချက်ကဘဝကိုတောင်ပြောင်းလဲသွားစေနိုင်တယ်ဆိုလိုတာကပတ်ဝန်းကျင်ကကိုယ့်အပြုအမူကိုထိန်းချုပ်နေတဲ့မမြင်ရတဲ့လက်တဆုံလို့ပဲဒါပေမဲ့အဲ့ဒီလက်ရဲ့ရုပ်သေးရုပ်ဖြစ်နေစရာမလိုတော့ဘူးကျိုးကင်သူကကိုယ်တိုင်ဖြစ်လို့ရပြီဒါတွေအလုံးကအားစရမှုဆိုတဲ့သဘောတရားနဲ့သက်ဆိုင်မယ်ဆိုလိုတာကလုတ်တဲ့အရာတစ်ခုကိုလုတ်ရတာပိုလွဲကူအောင်ဖန်တီးခါလေလေအဲ့ဒါကိုလုတ်ဖြစ်ဖို့အခွင့်အလမ်းပိုများလာလေလေပဲတော်တော်လေးတော့ရိုးရှင်းပါတယ်ဒါပေမဲ့အရန်ထီရောက်တယ်โอเคအခုဒုတိယမြောက်အစွမ်းထက်တဲ့နီးဗျူဟာကိုကြည့်ရအောင်ဒါကတော့တနေ့တာလုံးရဲ့လာယာကိုထပ်မပေးနိုင်တဲ့တင်းခဲ့တဲ့ရွေးချယ်မှုတွေအဆုံးဖြတ်ပေးတဲ့အခိုက်အတန့်တွေကိုကျွမ်းကျင်ပိုင်နိုင်စွာကင်တွယ်ဖို့ပါပဲဒီနီးလန်းလေးကတော့တကယ်ကို game changer ပါပဲအချင်းဆွဲတဲ့အချင်းကိုဖျောက်ပြီးဘယ်သူမှထားလို့မရတဲ့အရှင်းအဟုန်တစ်ခုကိုတိဆောက်ပေးနိုင်တဲ့အရန်ရိုးရှင်ပြီးထိရောက်တဲ့စီးမင်းတစ်ခုပါဒါကဘလို့လုံးလုံးလဲကြည့်လိုက်ပါဘလောက်ပဲကြီးမားတဲ့ကြီးမားချက်ဖြစ်နေပါစေအဲ့ဒါကိုရိုးရှင်တဲ့နမိနစ်စာလောက်ဆန်းချက်လေးတစ်ခုဖြစ်ပြောင်းလဲပြစ်လို့ရတယ်ဒီလိုလုပ်လိုက်တာက James Clear ပြောတဲ့ gateway habit ဆိုတာကိုဖန်တီးပေးလိုက်တာပဲဆိုတော့ဒါကကြီးမားတဲ့ပြောင်းလဲစီကိုတကားဖန်ပေးမဲ့တင်းကြတဲ့လောက်ရလေးတစ်ခုပေါ့ဒီမှာစောက်သေးကအများစုထင်ထားတာနဲ့စန့်ကျင်ပတ်ထင်နေတဲ့အမြင်တစ်ခုရှိတယ်အလေးချင်းကောင်းတွေကလွတ်လပ်မှုကိုချုပ်ချယ်ရလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့လွတ်လပ်မှုကိုဖန်တီးပေးတာပါအခြေခံဇာတ်တဲ့ရတဲ့ကိုအလိုအလျောက်ဖြစ်အောင်လုပ်ထားလိုက်ခြင်းအပြင်ဒီထွန်းဖန်တီးမှုတွေပေါ်နေထိုင်မှုတွေအတွက်စိတ်ပိုင်းဆိုင်ရာနေရာတို့တည်ပိုရလာစေပါတယ်အခုဒီအရာအလုံးကိုအစွမ်းထက်ဆုံအတွေးခေါ်ထစ်တဲ့ကိုတန်တန်ရုပ် identity နဲ့ချိတ်ဆက်ကြည့်အောင်လှုပ်လိုက်ချက်လို့ရတိုင်းကလည်းကိုထစ်ချင်တဲ့ပုံစံကမဲတမဲပေးလိုက်တာလေတူပါတယ်အလေးအခြေဒီဆိုတာကိုယုံကြည်မှုကိုတိဆောက်ပေးရဲ့တတ်တဲ့အထောက်အထားတွေပါပဲဆိုတော့ဒီရိုးရှင်းတဲ့မေဂောလေးတစ်ခုနဲ့ပဲညီကုန်းချုပ်လိုက်ပါစေအခုကဒါတွေကိုလက်တွေ့အတုံးချရမယ့်အချိန်ရောက်ပါပြီဒီနေ့မှာ
ကိုယ့်ရဲ့မဲတမဲကိုရရှိမဲ့အဲ့ဒီတင်းငယ်တဲ့အလေးအကျင့်လေးတစ်ခုကဘာဖြစ်မလဲ